はい皆さんこんにちは私ကတော့ゆきみチャンネルကတန်မယ်ဖြစ်ပါတယ်အခုဆိုရင်私တို့တွေ N3 minute နေတူတူချက်လာတာ part 2ရဲ့အခန်း15ကိုရောက်ပြီနော်ဒီခန်းမှာဆိုရင်တော့ make ရှိ noun အနေနဲ့ပတ်သက်တဲ့စကားလုံးတွေကိုတူတူလေးလာရမှာပဲဖြစ်ပါတယ် Hi ဟာဂျီမေမရှော an အဆိုပြုချက် e ဝခဲစင်ကြီး ishi စိတ်ဆန္ဒIpan ပြင်းမြပုံမှန်ဣနေမှုရိအိပ်ပျော်ခြင်းဣနေမှုရိစုရုအိပ်ပျော်သည်အဲဟွန်ရုပ်ပြစာအုပ်okuri mono လက်ဆောင် okuri mono စုရုလက်ဆောင်ပေးသည် otoshi mono ပြုတ်ကြပစ္စည်းကြကြံခဲ့တဲ့ပစ္စည်းလိုဟာမျိုးတွေပေါ့ wasure mono မေ့ချံပစ္စည်း omake ဆိုင်နေကိုစီသွားဝယ်ရင်ပေးတဲ့အပိုလက်ဆောင်မေတ္တာလက်ဆောင်ပေါ့အပိုပေးတဲ့အပိုလက်ဆောင်ပစ္စည်းလေးတွေကို omake လို့ခေါ်ပါတယ် omoide အမတ်တရ kaori ရနံ့မွေးရနံ့ ခထိုင်ကအကြောင်းအရာခေါင်းစဉ် ခါနိုစေဖြစ်နိုင်ခြေ ခန်းဆိုခံစားချက် ခိဆိုအခြေခံခိစအန်စေလိတ်တောက်ခြင်းခိစအန်ဆိုလို့ဆိုရင်တော့စေလိတ်တောက်သည်ခိဟွန်အခြေခံကြတဲ့အရာအခြေခံအချက်လက်ခိဟွန်တခိနာဆိုရင်တော့အခြေခံကြတော့ခိဟွန်တခိနာအခြေခံကြတော့ curious အတန်းစီခြင်းလူတန်းရှိခုဆဲအကျင့်ဥပမာလက်သေးကြိုက်တဲ့အကျင့်တို့ပါတော့လေအဲဒီအကျင့် keshiki ရှုမျောကင်း fuke မြင်ကွင်း casserole နီကုန်းအဆုံးသက်လည်းရတယ်နော် casserole ကနီကုန်းချုပ်ခြင်းအဆုံးသက် gan in အကြောင်းရင်းခိုးကရလက်ခိုးနှလုံးသားစိတ်နှလုံးစဒီစကကွာခြားချက်ကိုပြောတာပါခီယွန်နော့စဆိုရင်အပူချိန်ကွာခြားချက်ဆိုင်ရှင်နောက်ဆုံးပေါ်နောက်ဆုံးရဆိုင်ရှင်တော့ news ဆိုရင်နောက်ဆုံးပေါ်သတင်းပေါ့ဆိုင်ရှင်တော့ news နောက်ဆုံးပေါ်သတင်းစန်ခိုမြင်းညံကိုကားချက်ယူခြင်းရှူရီကစိတ်နှလုံးဒီညမှာဆိုရင်ရှူရီကအမျိုးအစားနော်စိတ်နှလုံးမို့ရှူရီကအမျိုးအစားအဲ့တော့ဒီရှူရီကအမျိုးအစားကိုပြောတာနော်ရှူရီအမျိုးအစားဂျောကျော်အခြေအနေဂျောကန်အရေးတွေအရေးချင်းဂျောရှိခိတာမန်အတိစိတ်ဂျောတိုင်းအခြေအနေဂျောဟူသတင်းအချက်လက်တခရယရနာတတေဘတင်ကိုပြောတာပါစပွဲတင်ပင်ပွန်လေ
စပွဲတင်တင်နေရိုက်တာပင်ပေါင်လုံးလေးတွေကိုလည်းခေါ်တယ်နော်ချောရှိအခြေအနေအဲ့တော့ချောရှိကိုဆိုရင်တို့ကခါရထနော်ချောရှိတို့ခိကိုင်နော်ချောရှိခန္ဓာကိုယ်ရဲ့အခြေအနေစက်ပစ္စည်းရဲ့အခြေအနေအဲ့မျိုးခါဒီမှာသုံးပါချောရှိအခြေအနေနော်အနောက်မှာအောက်ကစုခေါ်လဲပါသေးလို့ပါစုခေါ်ကကြတော့ကိုယ့်ရဲ့အလုပ်ခွင်မှာအချိန်စင်မပြေတာအလုပ်ကိစ္စတခုတောင်စင်မပြေတာအဲ့လိုအခြေအနေစုခေါ်ဆိုရင်လည်းပဲလေအခြေအနေမကောင်းဘူးလို့အစင်မပြေဘူးလို့တို့ချက်ခဲ့ဘူးလေအဲ့တော့စုခေါ်ကကြတော့လည်းပဲအချိန်စရာအစင်ပြေမပြေလို့မှတ်ထားပြီးပါသူကိုလည်းတို့ကမြန်မာလိုပြန်လို့ရှင်စုခေါ်အခြေအနေလို့လည်းဘာသာပြန်ပါတယ်တခိကိုတိုအဖြစ်တန်းရှိကြည့်လျှော့လျှက်စစ်အပီဒံ electronic အပီဒံဆိုလဲရတယ်တန်တိုရိုးရာဒလီထုံးတဲ့တန်တိုတခိနာရိုးရာနဲ့ဆိုင်တော့ဒလီထုံးစံဆိုင်ရာ traditional ဆိုတဲ့ဥစ္စာတွေဆိုရင်တန်တိုတခိနာတိုဇန်တဘာဝဖြစ်တော့မထူးဆန်းတော့တင်တော်တော့တခုချောအတွင်အပြင်ထူကြမှုနိုင်ရောအကြောင်းအရာနဂမိအကြောင်းအရာနာရှိမရှိတော့ဥပမာဆိုရင်သူကပြဿနာမရှိဘူးခက်ခဲမရှိဘူးအဲ့မျိုးမှာသုံးလို့ရတာပေါ့မဆိုရင်ဟန်ခိုနာရှိဆိုရင်ပြောင်းလဲမှုမရှိတာမွန်တိုင်းနာရှိအဲ့ဆိုရင်ပြဿနာမရှိတာနိစေနောက်ကနေမှမိုနိုကလိုက်နိစေမိုနိုဆိုရင်အတုပစ္စည်းအတုနိစေမိုနိုပစ္စည်းအတုနိချီဂျောနေစဉ်နိချီဂျောခိုင်ဝအဲ့ဒါဆိုရင်တော့နေစဉ်သုံးစကားပြောတယ်နိချီဂျောစေကစနေစဉ်နေထိုင်မှုဘဝဘိုင်ဒန်ဆိုင်အယောင်ဆိုင်ပါမန်မျက်နှာပြင် screen ကိုကွန်ပျူတာ screen လို့ပါလို့လေအဲ့ဒီမျက်နှာပြင် screen ဟီဂျိုအရေးပေါ်ဘူဂျီအနေနဲ့ကင်းခြင်းအစဉ်ပြေခြင်းဖုန်းအိခိအငွေအသက်ဟိုခိုရီဖုန်းမာနေကအတုခိုးတာမာနေစုတုအတုခိုးသည်အတုယူသည်မာနေရုအတုခိုးသည်အတုယူသည်မူရိမဖြစ်နိုင်တော့မူရိစုတုမဖြစ်နိုင်တာကိုလုပ်သည်မုခုတက်ခိရည်ရွယ်ချက်မုခုဟျောဘန်ဒိုင်မိုတိုငကိုမူလ original mono ပစ္စည်းယောစုပုံစံအနေအထားရခိရှိသမိုင်းကြောင်းပေါ့နော်ရခိရှိသမိုင်းကြောင်းအဲ့တော့အခုဆိုလို့ရှိရင်အခန်း16ကိုစုမဆန်အခန်း15ကိုအတူတူလေ့လာလုပ်ပြီးသွားပါပြီအခန်း16ကိုနောက်ထပ်ဗီဒီယိုမှာအတူတူဆက်လေ့လာကြမယ်နော်はいお疲れ様でしたまたね